မြို့တော်မင်းလာမယ်နော်တစ်တော်လို့ဆိုလို့ကျွန်တော်ဘာမှဒီမှာဒီဘောနော်ဒါမနေ့ည AMPN ဆိုမနေ့ညပေါ့နော်ဘော်ဒူ90မှာဒီ90လို့ကြားရင်ဒီဘော်ဒူ60နှစ်ကဒီမှာပေါ့နော်ကြားရမှာကြား60နှစ်ထားအဲကြားလာနော်တခုချင်းကြားတော့ပြပါမယ်နော်အများကြီးကြောက်อ่ะအခုဟိုပတ်တိကြောက်နော်ကျွန်တော်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်6ချိန်9ချိန်အင်္ဂါညနေမှာခွန်လေးအဲ့ခွန်လေးဒီတစ်ပတ်နှစ်ပတ်သုံးပတ်လေးပတ်ငါးပတ်ကဒီမနေ့ကနလေးခွန်လေးလို့ကြာကြံတော့မကြံမထူးကြဒါကျွန်တော်အခုမှလည်းကျွန်တော်ပြန်ကြည့်ပြီးတော့မှနော်ပြန်လဲရောက်လာလို့တော့ဟိုဒါအရှင်းနေပြီးရပဲဟိုဘက်ကပြီးမယ်လို့ပြီးတော့ဒါ9ခွန်ဒီတက်တော့ဒီမှာတက်တော့လို့ကြာဟုတ်ပေါ့နော်အကြောင်းတစ်ပတ်နှစ်ပတ်သုံးပတ်လေးပတ်ငါးပတ်6ပတ်9ပတ်အင်းညနေမှာကျွန်တော်ခုတစ်ပတ်နှစ်ပတ်သုံးပတ်လေးပတ်ငါးပတ်ကဒီမနေ့ကနန်းပုံလူကနန်းခုမနော်ခုလို့ကြာဟုတ်ပြီအခုကကျွန်တော်9တက်ကြာနှစ်တစ်ကိုကျွန်တော်နှစ်တစ်ဒီမှာမှန်းတော့ဗျာအပေါ်ကြာအပေါ်မှာလည်းကြာတယ်ဘူးတော့ကြာတာပြီတစ်ပတ်နှစ်ပတ်သုံးပတ်လေးပတ်ငါးပတ်6ပတ်9ပတ်မှာတစ်ပတ်နှစ်ပတ်သုံးပတ်လေးပတ်ငါးပတ်ဆိုအပေါ်ငါးပတ်ကျွန်မတစ်ပတ်နှစ်ပတ်သုံးပတ်လေးပတ်ငါးပတ်ဆိုနော်ဒီလိုကြည့်လိုက်နော်တစ်ပတ်နှစ်ပတ်သုံးပတ်လေးပတ်ငါးပတ်ဒီလိုကြည့်ရမှာတစ်ပတ်နှစ်ပတ်သုံးပတ်လေးပတ်ငါးပတ်ပါမရှိဘူးအင်္ဂါကနန်းကြတော့25ပေါ့နော်52လို့ကြားလို့နော်ကျန်တော့အင်္ဂါညနေမှာတော့နော်မင်းကကိစ္စတွေကျွန်တော်တို့ရှိပြီးသားပါဒီကမ္ဘာတော့အဲ့လိုမထိုးပါဘူးဒီလိုရှေ့ဗျာဒီလိုကိုဗျာဒီလိုခွန်ဗျာဒါနောက်ဘက်ခွန်မယူပါဘူးဟာရှင်းနေဆိုကွန်ဆန်ပြအောင်မလားဘာလဲကွန်ပြောင်းလို့ပြန်ထိုးရနော်ကျွန်တော်ဟိုပြည့်စက်ရှိကြတယ်ကြာ450လောက်ကြာမယ်ထင်တယ်နည်းနည်းပါအများကြီးမဟုတ်တသိန်းရှစ်သိန်းတော့မပြော10သိန်းမရှိထားပါဘယ်လောက်ရှိပါကျွန်တော်ပြအောင်ပေါ့ကျွန်တော်ဖြစ်နေအောင်ကျွန်တော်ပတ်စံဘူးနေကျွန်တော်ပါတယ်နော်ကဲရုံနဲ့ထုံမရုံနဲ့ထုံ50ဆိုတဲ့ကဏ္ဍကိုအင်္ဂါညနေမှာကျွန်တော်ရအောင်မင်္ဂလာပါ